အားလုံးပဲမင်္ဂလာပါခင်ဗျာဝါသနာရှင်မျိုးများမင်္ဂလာပါခင်ဗျာကျွန်တော်မနေ့ကညနေရရဲ့ဒီနေ့မနေ့အတွက်လိုက်အောင်ဗီဒီယိုလေးမတင်ပြဘူးပေါ့ဗျာเนาะကျွန်တော် short အတူလေးတွေနဲ့တော့တင်ပြတယ်ပေါ့ဗျာเนาะကဲဟုတ်ပြီတပတ်တာရဲ့ကောင်းနှုတ်ချက်လေးတွေပြန်ကြည့်ရမယ်ဆိုရင်အပြောက်ပါသည်1403ညက4တလုံးကြံသေးတယ်4လုံးခွေဘူးက135ခွန်9မိနစ်ထွက်သွားပြီ1ခွန်1ဆိုပြီးเนาะ6မိနစ်ကတော့မထွက်သေးဘူးအပူးထွက်မယ်ဆိုတာပွဲဥစားတွေထွက်သွားတယ်ခွေပူး2ကြိမ်ဆိုတာက3ကြိမ်တောင်ဖြစ်သွားတယ်ပေါ့ဗျာနော်3ကြိမ်တောင်ဖြစ်သွားတယ်ပေါ့မွေးတစ်ခွက်ကတော့ကျွန်တော်ပေါက်ရင်ပေးဆိုတဲ့2000ကျပ်နဲ့မွေးတစ်ခွက်ကတော့မနေ့ကညနေထွက်သွားပါပြီ68ဆိုတာနဲ့ပေါ့နော်ထွက်သွားပါပြီနော်ကျွန်တော်ဒီပတ်ထဲမှာခဏပွဲအောင်ပြီလဲဆိုတော့နော်39ရဲ့38ကဲ98ကဲ3ပွဲစက်တိုက်အောင်ခဲ့ပါပြီနော်3ပွဲစက်တိုက်အောင်ခဲ့ပါပြီပေါက်ပေးယူသူတွေအားလုံးပျော်ရွှင်ကြပါပြီညီကောင်မောင်မတွေအကုန်ပျော်ရွှင်ကြပါပြီဒီမနေ့81ကတော့ဗျာကျွန်တော်အပေါ်မှာတော့ short တူလေးနဲ့ပဲတင်ပြတယ်81ကဗျာကျွန်တော်တစ်ကိုတွားပြီးတော့တတ်လိုက်တာနောက်မို့ဆိုအေးစစ်စစ်ခွန်ထိတ်နဲ့ခွန်3ဆိုတီးခိုင်းလိုက်တာခွန်1ထွက်သွားအဲ့လိုဖြစ်သွားကဲဟုတ်ပြီကျွန်တော်ဝါသနာရှင်တွေအတွက်ဒီညက်နေကြာသာပတိနေ့ညနေပေါ့နော်ကြာသာပတိနေ့ညနေ6ရက်နေ့ညနေပေါ့6ရက်နေ့ညနေအတွက်ကိုကျွန်တော်ဗာလေးနဲ့တွက်ပြမလဲဆိုတော့6ရက်နေ့ညနေအတွက်6ရက်နေ့ညနေအတွက်ပေါ့နော်6ရက်နေ့ညနေအတွက်ဆိုတော့ကျွန်တော်ကဒီဟာကိုတွက်ပြရင်နည်းနည်းတော့ရှုပ်မယ်ဗျနည်းနည်းလေးတော့သတိထားပြီးကြည့်ပေးပါနော်9ရက်3ရက်3ရက်ဆိုတော့8အဲ့ဒီ8ကဒီ3လုံးပေါင်းခြင်း8လို့ကြားတယ်6ထိပ်စီးနော်ဒီ6ထိပ်စီးအဲ့6ထိပ်စီးကဒီ3လုံးပေါင်းခြင်း1လို့ပြန်သွားတယ်နော်အဲ့တော့ဒီမှာကလည်းပဲ8က3လုံးပေါင်းခြင်းဒီ1ဆိုပြီးပြန်သွားတယ်ပေါ့နော်ဒီမှာက1ရဲ့နှက်က8ဆိုတဲ့သဘောမျိုးပြန်သွားတယ်ပေါ့ဒါပေမဲ့ကျွန်တော်ကဒီ3လုံးပေါင်းခြင်းရဲ့ထိပ်စီးကိုပဲယူတာပါနော်အဲ့တော့ရှင်းမဲ့ပြောပြမယ်353ညဆိုတဲ့8ကြောင့်666ဆိုပြီးတော့8ဖြစ်တယ်8ဖြစ်တဲ့ညနေပဲထွက်ခဲ့တဲ့ထိပ်စီးဒီနောက်နေ့မှာဒီ3လုံးပေါင်းခြင်း1ဟုတ်လားဒီ3လုံးပေါင်းခြင်း1โอเคရောဒီမှာ2 3ည6ဆိုတဲ့8ဒီ3လုံးပေါင်းခြင်း1လို့တစ်ခါပြန်ဆင်းသွားတယ်ဒီ3လုံးပေါင်းခြင်း1လို့ပြန်ဆင်းသွားတယ်ဟောဒီ3ညဒီ3ညအဲ့ဒီ3ညဒီ3လုံးပေါင်းခြင်း3ညလို့ဆင်းတယ်ဟုတ်လားဒီ3လုံးပေါင်းခြင်း3ညလို့ဆင်းတယ်အဲ့တော့ကျွန်တော်ကအဲ့3လုံးပေါင်းခြင်း3ညကလည်းပဲ16 3ညဆိုတဲ့ခွန်ရဲ့နှက်ခတ်3ညနဲ့လည်းညီတယ်ပေါ့ဒီအထိ तू က3ပင်စိုက်ပြီးသွားပြီတပင်2ပင်3ပင်ဟုတ်ပြီကျွန်တော်တို့ကဆက်ယူသွားတာဒီရက်နဲ့ယူသွားတာနော်ဒီလိုထိပ်စီးကြခဲ့တဲ့6ကြောင်း6ရဲ့ပါဝါ1ဒီလိုထိပ်စီးကြခဲ့တဲ့3ညကြောင်း3ညဒီလိုထိပ်စီးကြခဲ့တဲ့6ကြောင်းဒီညနေမှာခွန်1ဆိုတာနဲ့ဒီညနေထွက်မဲ့ထိပ်စီးနဲ့ပေါင်းခြင်းဒီ6ဖြစ်ရမယ်ဆိုရင်ဒီမှာ8ရှိတယ်8ရှိတန်ဖြစ်တဲ့အတွက်1ထိပ်9ရဲ့ပါဝါ4ဆိုရင်6ထိပ်9ရဲ့နှက်က8ဆို9ရဲ့နှက်က6ဆိုရင်8ထိပ်168ထိပ်နော်168ထိပ်ဖြစ်ပါတယ်နော်168ထိပ်နောက်တစ်ခုနောက်ပိတ်လေးပေါ့နော်နောက်ပိတ်ကလည်းတော်တော်လေးကောင်းတယ်နောက်ပိတ်ကနော်နောက်ပိတ်ကဘယ်လိုကောင်းတာလဲလို့ဆိုတော့ဒီ3လုံးပေါင်းခြင်းခွန်ရဲ့နှက်ခတ်3ညနော်6နှစ်ဆို3ညလို့ချဒီ3လုံးပေါင်းခြင်းကလည်းခွန်ဒီမှာလည်းခွန်နှက်ခတ်3ညအဲ့ဒီခွန်ကနေပြီးတော့ပဲ269ဆိုပြီးတော့ခွန်လို့လှမ်းရိုက်နော်269ဆိုခွန်လို့ရိုက်တယ်ဟ
ဟုတ်ပြီဒီသုံးလုံးပေါင်းချင်းကိုဒီမှာက266ဆိုတော့4နော်အဲ့ဒီ4ဒီဇောင်းလို့9ရဲ့ပါဝါ4ဆိုပြီးတစ်ခါပြန်သွားတယ်6308ဆိုဟုတ်ပြီနော်အဲ့တော့ဒီမှာက6နှစ်9ဆိုတဲ့ခွန်6နှစ်9ဆိုတဲ့ခွန်အဲ့ဒီခွန်က692ဆိုခွန်လို့ရိုက်ထားတယ်ရိုက်ထားတော့ဒီညနေအတွက်9ဆိုတဲ့ကောင်းချင်း8ရှိတယ်ခွန်ဖြစ်မယ်ဆိုရင်9အပိတ်ခွန်ရဲ့ပါဝါ2ဖြစ်မယ်ဆိုရင်4အပိတ်ခွန်ရဲ့နက်ခတ်3ညဖြစ်မယ်ဆိုရင်2အပိတ်ပါနော်9လေး2အပိတ်168ထိပ်ဖြစ်ပါတယ်နော်6ရက်နေ့ညနေ9လေး2ထိပ်168ထိပ်168ထိပ် sorry နော်ဒီကောင်ကအပိတ်ဒီကောင်ကအပိတ်ပါ9လေး2ကအပိတ်ပါခေါင်းမြန်ဖြစ်သွားနော်ဒီခေါင်းမြန်ဖြစ်သွားပြီဆိုတော့ဒီညနေအောင်ပြီပေါ့ဗျာနော်အောင်ပြီပေါ့အဲ့တော့ဟုတ်ပြီဒီညနေပြန်ရည်မယ်19 14 12 69 64 6နှစ်ဟုတ်ပြီနော်ဒီခုက89 84 8နှစ်အဘကျော်စီမှာပေါက်ပေးလာယူလို့ရတယ်39 6 136 136ဘိုင်ပါကိုလာခဲ့ပါထိတ်ရယ်အပိတ်ရယ်ပရိတ်ရယ်နဲ့အကုန်အစုံဩကွက်3ကွက်ထုတ်ထားတယ်ကျွန်တော်ဘာကျော်စီကိုလာခဲ့ဖို့အတွက်ဖိတ်ခေါ်ပါတယ်ခင်ဗျာ3ကွက်ထုတ်ထားပါတယ်เนาะ3ကွက်ထုတ်ထားပါတယ်3ကွက်နောက်ထူးခြားတာလေးတစ်ခုကျွန်တော်ပြောပြမယ်ကျွန်တော်ဘာလို့3ကွက်ထုတ်ထားတာလဲဒီထိပ်စီးနှလုံးရဲ့ကိုနောက်ပေါင်းခြင်းကလည်းကိုဒီထိပ်စီးနှလုံးပေါင်းခြင်းကခွန်နောက်ပေါင်းခြင်းကလည်းခွန်အဲ့တော့ဒီနေရာမှာ168ထိပ်စီးနဲ့ဆိုရင်ဒီလိုနှလုံးပေါင်းခြင်းနဲ့ဒီနောက်ပေါင်းခြင်းနဲ့3ကွက်ပဲရှိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ဘာကြော်ပါခင်ဗျာဘိုင်ဘိုင်ပေါက်ပေးလို့ခြင်းသူများ3ည9 9 6 1 3 6 9 6ဘိုင်ပါကိုလာခဲ့ပါခင်ဗျာဘိုင်ဘိုင်